အရန်တိကျင်နေကြတဲ့ရာဟုသားနဲ့အင်္ဂါသမီးပေါင်းဖက်တဲ့ရာစာရံဘက်အတွက်အိမ်အောင်ရေးနဲ့ဆောင်ရွက်ရှောင်ရများစာမဏေပြပြပေးသွားမယ်။ဓမ္မတောကအင်းဝရာစာရံဘက်ထဲကရံဘက်ရာစာအတွက်အရန်ကြီးတော့စိတ်ပြတ်မသွားနဲ့စိုးတာတွေရှိပေမဲ့ကောင်းတာတွေလည်းရှိတယ်။ရာဟုဆိုတာဗုဒ္ဓဟူးနေ့နေ့လယ်12နာရီကျော်ကနေဗုဒ္ဓဟူးနေ့ည12နာရီအတွင်းမွေးဖွားသူများဖြစ်ပါတယ်။ရာဟုကညံအရန်ကောင်းတဲ့အင်္ဂါကရဲရင်ထမြက်တဲ့အခက်ခဲအတိုက်ခိုက်တွေကိုကြော်လွှားနိုင်စွမ်းဒီအတွဲမှာရှိပါတယ်။စီးပွားရေးလည်းဒီအတိုင်းပဲစွန့်စားလုပ်ကိုင်နိုင်စွမ်းနဲ့ခွန်အားပေါင်းဆက်တာကြောင့်အောင်မြင်နိုင်ခြေရှိပါတယ်။အိမ်တွင်းရေးမှာတော့တန်တရာအငင်းပွားမှုစိတ်တော့ကများမကြခဏဖြစ်ပေါ်တတ်ပြီးတော့စိတ်ဖိစီးမှုများတတ်ပါတယ်။အလွယ်တကူထိခိုက်လွယ်တဲ့အိမ်အောင်ရေးမျိုးမဖြစ်အောင်အထူးဂရုပြုသင့်ပါတယ်။ရာဟုသားကလှုပ်ဝက်တဲ့အင်္ဂါသမီးကတန်တရာများတယ်။ဒါကိုရာဟုသားကမကြိုက်စကားကများပြီးမဆုံးတော့ဘူး။စကားများပြီးစိတ်ပြေသွားရင်လည်းအော်ငါပြောတာများလွန်သွားလားဆိုပြီးတော့နောင်တရတတ်တဲ့အတွေ့အဒီအတွေ့ပဲ။ဒါကြောင့်စကားများတော့မယ်ဆိုရင်အင်္ဂါသမီးကချက်ချင်းနှုတ်ဆက်ပြီးဝေးရသို့ခဏရှောင်ပေးပါအိမ်တွင်းရေးငြိမ်းချမ်းစေရဲ့အိမ်ဤမြောက်ဤရဲ့တွင်ဖန်ပန်းအိုးအကြည်ဒါမှမဟုတ်ပန်းအိုးအဖြူရောင်ထားပေးပါအဲ့ဒီအထဲမှာအစိမ်းရောင်ရှိသောပန်းဥပမာအောင်တပြေပန်းဒါမှမဟုတ်အဖြူရောင်ပန်းများကိုထိုးပါအိမ်ဤအရှိမြောက်တောင်သို့မဟုတ်အနောက်မြောက်တောင်တွင်ဗုဒ္ဓရုပ်ပွားတော်ထားရှိကိုးကွယ်ခြင်းအစိမ်းရောင်နှင့်အဝါရောင်ကိုအဓိကထားသောအလှဆင်ပစ္စည်းများအသုံးပြုခြင်းကောင်းပါတယ်ဖျားเจ้าဆောင်တွင်ဖျားတောက်တော်ရီကိုဖြစ်နိုင်ရင်တစ်နေ့3ချိန်ကပ်စီခြင်းနဲ့မတက်နိုင်ရင်တော့အနည်းဆုံး2ချိန်တော့ကပ်ပြီးရင်အိမ်တွင်းရေးအပူအလုံးငြိမ်းချမ်းပါစေဆုတောင်းပေးပါအင်္ဂါသမီးအတွက်တနင်္ဂနွေကိုရှောင်းရာဟုသားအတွက်ဇာတာပတိကိုရှောင်းဥပမာအလုတ်တွဲလုပ်ခြင်းမိတ်ဆွေပေါင်းတင်ခြင်းရှောင်ရှားတဲ့နဲ့အိမ်တော်ဦးစီးဖြစ်သူရာဟုသားအတွက်အနောက်တောင်အရက်သည်အလွန်အမင်းစိတ်ပင်ပန်းမှုနှင့်ကျန်းမာရေးထိခိုက်စေနိုင်သောအရက်ဖြစ်သဖြင့်အိယာစပွဲများကိုထိုအရက်မျက်နှာမမူပဲထားရှိသင့်ပါတယ်